ထမဆုံး iPhone 15ကင်တယ်ပြီးတော့16ပြောင်းကင်တယ်နောက်ပြီးတော့10 Pro Max ကင်တယ်ဆိုင်ရှင်ကပြောတယ်မဝယ်နိုင်ရင်ရှောက်မကင်နဲ့တဲ့ဘီယာတောက်တာမှန်ကြည့်ပြီးတောက်နေရတယ်ဆရာဝန်ကပြောတယ်ကြည့်တောက်အောင်ဆိုလို့မောင်ကတိတ်ချစ်တာဆိုပြီးကြွားနေတဲ့ရွာတဲက၄တန်းကလေးတောင်စင်ကယ်ပြန်ဖြစ်သွားပြီဝမ်းသာလိုက်တာလူတွေကပြောတယ်ပတ်စံထက်အချစ်ကပိုတန်ဖိုးရှိတယ်တဲ့အဲ့လူကိုမေးချင်တာတခုခုဝယ်ပြီးပတ်စံရှင်းရင်ချစ်တယ်နော်လို့ပြောပြီးရှင်းလို့ရလားလို့ဝန်ထမ်းတွေအပေါ်အမြဲကြည့်တာဆိုလို့ CCTV ပဲရှိတယ်လူငယ်တွေကိုပြောချင်တာဘာမှအားမငယ်ကြနဲ့စူးစမ်းနေတဲ့လူငယ်တိုင်းမှာအကျွေးကိုစီနဲ့ပါပဲအကယ်လို့များ propose လုပ်ခံရကြရင်လက်စွပ်ကကိုမကြိုက်တဲ့ design ဖြစ်နေရင်ဘယ်လိုလုပ်ကြမလဲရီးစားမရှိသေးဘူးဆိုရင်ရှေ့ရေးကိုတွေးပူမိလို့ပါနေပြတော်ကိုစစ်မှုထမ်းသွားရတော့မှာမို့နှုတ်ဆက်ခဲ့ပါတယ်မြန်မာပြည်ကြီးရေ